ခင်ကိုလူစားလဲပြီးနိုင်ငံလက်ရွေးစင်အသက်ပွဲဦးထွက်ကန်ခဲ့ဖို့တဲ့ကစားသမားကိုတင်သိပါသလားသူကတော့အေဒါဂတ်ဂျွန်စင်မှာအိုက်စလန်နိုင်ငံကထွက်ပေါ်လာတဲ့ဒီတိုက်စစ်မှုရဲ့အကြောင်းကတော့တကယ်ကိုစိတ်ဝင်စားစရာပါပဲငယ်စဉ်ဘဝမှာပြင်းထန်တဲ့ဒဏ်ရာကြောင့်အသက်20မပြည့်ခင်ဘောလုံးကိုစွန့်လွတ်ရမလို့ထိခဲ့ပြီးမြဲသူဟာဘော်လ်တန်နဲ့ချယ်ဆီမှာကျူးစားမှုတွေနဲ့ဇက်လန်းကိုပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်ချယ်ဆီမှာသူဟာတိုက်စစ်ပိုင်းရဲ့ပင်မရန်တရားဖြစ်လာပြီးဟက်ဆယ်ဘိတ်နဲ့ဒွဲဖက်ဒီဂိုးတွေအများကြီးသွင်းခဲ့ပါတယ်နီးပြမောင်ဟိုလက်ထက်မှာပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်ဆက်တိုက်အပါအဝင်အောင်မြင်မှုတွေများစွာရယူခဲ့တဲ့ Chelsea legend ဖြစ်ပါတယ်။အဲ့ဒီနောက်မထင်မှတ်ဘဲသူဘာစီလိုနာကိုပြောင်းသွားခဲ့ပြီးကမ္ဘာအကောင်းဆုံးကစားသမားတွေနဲ့တွဲဖက်က2009ခုနှစ်မှာချန်ပီယံလိဂ်ဖလားအပါအဝင်သမိုင်းဝင်ဖလား3လုံးကိုရယူခဲ့ပြန်ပါတယ်။အေဒါကတ်ဂျွန်စင်ဟာအောင်မြင်တဲ့တကယ် football icon ပါပဲ။နောက်ထပ်ဘဲကစားသမားအကြောင်းသိလို့ပါသလဲ။ကိုမမှာပြောသွားနော်။